နေတိုးရဲ့အနုပညာရေးရှင်တွေကိုအခုလိုဝေဖန်ပြောကြားလိုက်တဲ့နေချွေတွေအောင်နေတိုးရဲ့အနုပညာရှင်ရေးရှင်တွေပုဂ္ဂိုလ်ရေးခံစားချက်တွေကိုအခုလိုပေါ်တင်ဝေဖန်လိုက်တာကမြန်မာနိုင်ငံရဲ့ထိပ်တန်းအတိုင်းဝိုင်းကအင်သားကြီးတစ်သေးသားတို့ဖြစ်တဲ့နေချွေတွေအောင်ပါအခုအခါမှာတော့နေချွေတွေအောင်ဟာထိပ်တန်းမင်းသားတစ်လဲဖြစ်တဲ့အကယ်ဒမီနေတိုးရဲ့အနုပညာအရေးတွေးတွေနဲ့ပတ်သက်ပြီးသူ့ရဲ့ပုဂ္ဂိုလ်ရေးအမြင်ကုန်းပုပ်ပွလင်းလင်းပြောကြားလာခဲ့တာပဲဖြစ်ပါတယ်နေရွှေတွေအောင်ဆိုတာနဲ့အားလုံးသိကြတဲ့အတိုင်းတိုင်းပြည်ရဲ့ထင်ကြမိသားစုကပုဂ္ဂိုလ်တူဖြစ်တယ်လို့စီးပွားရေးလောကမှာလည်းလူငယ်တယောက်အနေနဲ့အောင်မြင်နေသူပါသူအနေနဲ့အနုပညာတိုင်းဝိုင်းနဲ့ယဉ်ကျေးကြောင်းဝင်မှုဆိုတာကြောင့်နာမည်ကျော်အနုပညာရှင်များစွာနဲ့ထိတွေ့ဆက်ဆံခွင့်ရခဲ့မှသိချပါတယ်ဒီလိုထိပ်တန်းအနုပညာရှင်တွေအများကြီးထဲကမှမင်းသားနေတို့တယောက်ထဲကိုတာတူလေးစားအားကြရရှင်ရဲ့နောက်ွယ်ကအကြောင်းရင်းတွေကတကယ့်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ပထမဆုံးအနေနဲ့ညချီတွေးအောင်ကအလေးထားပြောတာကတော့မင်းသားနေတို့ရဲ့ဖြူစင်ရှင်တန်တဲ့ပုံရိပ်ပါပဲ။လက်ပညာလောကမှာနှစ်ပေါင်းများစွာကျင်လည်လှုပ်ရှားခဲ့ပေမဲ့မကောင်းတဲ့အရာကိစ္စမိမကိစ္စအရှုပ်ရှင်ငွေကြေးလိမ်လည်မှုစတဲ့ဘလို့အမဲစစ်မှမရှိတဲ့ဂုံတရင်ကိုပိုင်ဆိုင်ထားတာဟာလုံးဝမလွယ်ကူတဲ့ကိစ္စဖြစ်ကြောင်းသူကထောက်ပြခဲ့ပါတယ်။ဒီအရှိကနေတို့ရဲ့ကိုကျင်တရားနဲ့ကိုထိမ့်သိမ့်နိုင်စွမ်းကိုမိမောင်ထိုးပြနေတယ်လို့ဆိုပါတယ်။ဒုတိယအရှိကတော့နေတိုးရဲ့လှုပ်ဖော်ထားတဲ့စီတနာနဲ့ professional ပိတာမှုပါပဲ။အိတ်ကွင်းပေါ်မှာအချိန်အတိကျတာလှုပ်ပေါ်ကိုင်ဘက်တွေပေါ်မှာကူညီဖေးမှတဲ့အစိတ်ဓာတ်ရှိတာမီဒီယာသမားတွေရဲ့ဆက်ဆံရေးဖြစ်ပျက်တာတွေဟာသူ့ကိုထိတ်ဆုံးမှဆက်လက်ရပ်တည်စေနိုင်တဲ့အဓိကအသုံးသပ်ချက်ဖြစ်တယ်လို့နေရွှေတွေးအောင်ကသုံးသပ်ပါတယ်။ဒါအပြင်လူငယ်တွေကြားမှာခက်စားနေတဲ့တတူထိုးခြင်းသပင်ရောင်ဆိုးခြင်းတွေမလုပ်ဘဲနဲ့မြမယဉ်ကျေးမှုနဲ့လိုက်ဖက်တဲ့ရိုးရှင်းတဲ့နေထိုင်မှုပုံစံကိုထိမ့်သိမ်းထားနိုင်တာကလည်းလူကြီးလူငယ်မရွေးသူ့ကိုရှိခင်လေးစားရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့မြင်မိကြောင်းပြောပြခဲ့ပါတယ်။နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအချက်နေရွှေတွေးအောင်ကနေတို့ကိုတကယ်အတိမပြုပြီးလေးစားသွားတဲ့အဖြစ်အပျက်ကတော့ဗိတ်သက်တွေအားလုံးကျွေကွဲဝမ်းနေခဲ့ရတဲ့မင်းသားမင်းတွေရဲ့ဇာပနာအခမ်းအနားပါပဲ။သူ့ရဲ့ညီအရင်တယောက်လုံးရုပ်တရက်ဆုံးချုံလိုက်ရလို့ရင်ကွဲမတဲ့ခံစားရချိန်မှတောင်ဗိတ်သက်တွေနဲ့မီဒီယာတွေရဲ့ဝန်းရံမှုကိုစိတ်အနှောက်အယှက်ဖြစ်တဲ့အရေးအယောင်မပြဘဲနဲ့တင်ငိမ်စွာနဲ့ပဲရင်ဆိုင်တုံ့ပြန်ခဲ့ပါတယ်။ဗိတ်သက်ကတောင်းဆိုလို့အပြုံးတစ်ခုတောင်မှဖန်တီးပေးခဲ့တဲ့သူ့ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာအတိုင်းထက်လွန်ပါပဲ။ဒါဟာတာမန်သူတယောက်အတွက်မဆိုထားတဲ့နာမည်ကျော်တယောက်အတွက်အမတန်ခက်ခဲတဲ့အရှင်တွေမှာပြသနိုင်ခဲ့တဲ့ထူးခြားတဲ့စိတ်ဓာတ်ဖြစ်တယ်လို့နေရွှေတွေးအောင်ကရှိကြိုးခဲ့ပါတယ်။ဒီရှိတွေအားလုံးကိုခြုံငုံတုံးတက်ပြီးနေရွှေတွေးအောင်ဟာမင်းသားနေတို့ကသူ့ဘဝမှာလေးစားရတဲ့အနုပညာရှင်တယောက်ဖြစ်ကြောင်းပြောကြားခဲ့တာပါ။ဒါကြောင့်နေရွှေတွေးအောင်ရဲ့ဝေဖန်တုံးတက်ချက်တွေကတော့အပြစ်တင်တာမဟုတ်ဘဲနဲ့မင်းသားနေတို့ရဲ့အနုပညာရှင်အရေးတွေနဲ့ကိုကျင်တရားကိုလေးစားတန်ဖိုးထားတာကြောင့်ထောက်ခေါ်လိုက်တဲ့ရှီကျူစကားတစ်သက်ပဲဖြစ်ပါတယ်။ဗိတ်တက်ကြီးတို့ရောနေရွှေတွေးအောင်ရဲ့အမြင်ကိုသဘောတူကြသလား။မင်းသားနေတို့ရဲ့ဘလို့အရှိတွေကဗိတ်တက်ကြီးရဲ့နှလုံးသားကိုအပိုင်သိမ်းထားတယ်ဆိုတာပြောပြခဲ့ပါအောင်ရှင်။အားပေးနားဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။